ဒီနေ့တော့ဆရာသွေးလွန်တုပ်ကွေးကာကွယ်ဆေးအကြောင်းပြောပြမယ်အဲ့တော့ယာတီတုပ်ကွေးနဲ့သွေးလွန်တုပ်ကွေးကရောတတ်တယ်နော်ယာတီတုပ်ကွေးကာကွယ်ဆေးကတတ်သွေးလွန်တုပ်ကွေးကာကွယ်ဆေးကတတ်ဆရာတို့သွေးလွန်တုပ်ကွေးကာကွယ်ဆေးကကလေးအသက်4နှစ်ကျော်မှပဲဆရာတို့စပြီးတော့ထိုးတယ်ထိုးပြီဆိုရင်ဆရာတို့2ခါထိုးရတယ်เนาะပထမတစ်လုံးထိုးပြီးရင်ဆရာတို့3လချားပြီးရင်နောက်တစ်လုံးထပ်ထိုးရတယ်အဲ့တော့ဆေးထိုးပြီးရင်ကာကွယ်နိုင်စွမ်းဘယ်လောက်ရှိလဲပေါ့နော်ဘယ်လောက်ရှိလဲဆိုရင်ဆရာတို့ဒီသွေးလွန်တုပ်ကွေးနဲ့ပတ်သက်လို့ဆေးထိုးပြီးပြီဆိုရင်ဆရာတို့65%လောက်ကာကွယ်အားရှိပြီးတော့ဆေးရုံတင်ရတဲ့ rate ကကြတော့85%လောက်ထိရှော့ချပေးတယ်လို့ပြောတယ်နောက်ကြရင်ထပ်ထိုးစရာလိုသေးလားပေါ့နော်လိုသေးလားဆိုလို့ရှိရင်ဇူက9နှစ်လောက်ထိ efficacy ကကောင်းကောင်းရှိတယ်လို့ပြောတယ်เนาะအဲ့တော့ဆရာတို့4နှစ်ခွဲလောက်ကြာရင်တော့ booster ထိုးပြီးရင်ပေါ့နော်4နှစ်ခွဲကြာရင်တော့နောက်တစ်လုံးထပ်ထိုးရင်ထိုးလို့ရတယ် booster ထပ်ထိုးလို့ရှိရင်လည်းဆရာတို့သူ့ရဲ့effective rate က efficacy ကပိုပြီးတော့တက်သွားတယ်เนาะအဲ့တော့ဆေးရုံတင်နိုင်ခွင့်ကို90%လောက်ထိ short ချပေးတယ်သွေးလွန်တုပ်ကွေးလက္ခဏာတွေကို85%လောက်ထိကာကွယ်ပေးတယ်လို့ပြောတယ်เนาะဒါသွေးလွန်တုပ်ကွေးကာကွယ်ဆေးယာတီတုပ်ကွေးနဲ့မတူဘူးเนาะ